ရေကျောင်းစိတ်ဝင်စားတဲ့သူတွေဆိုတော့တသက်ရှိရဗျာအဲ့ဒီလူတွေအတွက်ကျွန်တော်ဒီနေ့ဒီညကျွန်တော်ကျွန်တော်ဒီအတိပေါ့နော်အတိညီလေးကနေပြီးတော့မျှဝေပေးထားတဲ့အကြောင်းအရာလေးကိုကျွန်တော်အားလုံးကိုပြန်လည်ပြီးတော့ပြောကြားမျှဝေပေးတော့မှာဖြစ်ပါတယ်အကြောင်းအရာလေးကဘယ်လိုလဲဆိုတော့ကျွန်တော်ဒါကတော့ဒီအကြောင်းအရာလေးကတော့ကျွန်တော်အတိနော်တယောက်စီမှာလောက်တဲ့အလုပ်သမားညီလေးကနေပြီးတော့ဒါကျွန်တော်ပြပြထားတာပေါ့နော်ကျွန်တော်အတိအိမ်မှာလောက်တဲ့အလုပ်သမားညီလေးကနေပြီးတော့ဒါကျွန်တော်ကိုပြန်လည်ပြီးမျှဝေပေးထားတာပါဘယ်လိုလဲဆိုတော့တဲ့သူတို့ငငယ်တုန်းကနေခဲ့တဲ့ရွာပေါ့နော်သူတို့ရဲ့ဇာတိမြေအဲ့ရွာမှာတဲ့အဲ့ဒီရွာဆိုတော်တော်လေးကိုဟိုဟာဖြစ်တယ်ဗျာခေါင်းတဲ့နေရာပေါ့ခေါင်းတဲ့နေရာတကယ်တောထဲမှာနေရတယ်လို့မျိုးပဲတဲ့ရွာအင်ဂျင်လေးနည်းနည်းလေးပေါ့ဗျာအင်ဂျင်နည်းလေးဆိုပြီးအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့တာမိတာဖာ3ယောက်ရှိရဲတဲ့သူကအဲ့တုန်းကဒီလင်္ကာတန်းအရွယ်ပေါ့နော်လင်္ကာတန်းအရွယ်ဆိုတော့9နှစ်10နှစ်လောက်ပေါ့အဲ့ဒီအရွယ်တော့ဆိုသူတို့ကအဲ့ရွာထဲမှာဒီ TV သွားကြည့်ကြတာတဲ့ TV ကလည်းအိမ်ထဲမှာမရှိသေးဘူးဗျာသူတို့ရွာမှာတစ်လုံးလောက်ပဲရှိတာဆိုတော့TV သွားကြည့်ကြတာတဲ့အဲ့ရွာထဲမှာသွားကြည့်ပြီးတော့9နာရီလောက်ပြန်လာတော့တဲ့ပြန်လာတော့အဲ့ပြန်တဲ့လမ်းမှာပေါ့နော်အဲ့ဒီနာမည်ကြီးတယ်ပေါ့တဲ6တယ်လို့နာမည်ကြီးတဲ့တစ်ပင်ကြီးရှိတယ်ပေါ့အဲ့တစ်ပင်ကြီးရှိတယ်တဲ့အဲ့တစ်ပင်နဲ့ရောက်တော့ပေါ့နော်ဒါမြေလျှောက်ခေါအောင်ဆိုတော့သူ့အမေကအဲ့လိုပြောတယ်ပေါ့နော်မြေလျှောက်မင်းဘာကြောက်တာလဲရှင်ရလဲဘာဖြစ်တယ်တိတ်နေပေါ့ဘာမှမပြောနဲ့ပေါ့ဆိုတော့သူ့ယောက်ျားအကြောင်းသိလို့တဲ့ဒီဟန့်လိုက်သေးတယ်ပေါ့ဘာကြောက်စရာမဟုတ်ဘူးတကယ်ဗဇက်တင်ရလိုက်တယ်ပေါ့ဗျာဘာဖြစ်လို့လဲရှိရင်လိုက်ခဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့သူ့ဖေကအဲ့လိုပြောလိုက်တယ်တဲ့နည်းနည်းလေးတောက်ထားတဲ့အချိန်လေးရှိနေတော့တဲ့သိရမလားအဲ့လိုမျိုးပြောလိုက်ကောတဲ့သူတို့အဲ့တဲမပြန်သွားကြတော့တဲ့အိမ်ရောက်တော့ဗောနော်အိမ်ရောက်တော့အဲ့ဒီညမှာသူတို့ဟိုတိတ်ပြီးတော့မတိတာဘူးဗျာအိတ်လိုက်တယ်ဗောမနမိုးလင်းတော့ဒါပေမဲ့လို့ညဘက်မှာဘာမှမဖြစ်ဘူးဗျာမိုးလင်းတော့သူတို့ကြည့်လိုက်တဲ့အခါမှာတဲ့ဒီအုပ်ဆိုင်ထားတဲ့ဟိုဒီဓမ္မပကံဟင်းပကံတွေဗောနော်ဓမ္မပကံဟင်းပကံတွေကဒီပွင့်နေတာဗောဗျာတခုကြွက်တွေစားထားတယ်လို့ဒီကြောင်တက်စားသွားတယ်လို့မျိုးအဲ့လိုမျိုးနေဟိုပြောင်းနေတာဗောလန်ပြီးတော့ဟာသူ့မိကနေပြီးတော့ကြွက်တွေစားတာထင်တယ်ဆိုပြီးတော့သူကတဲချောင်းမှာမတိသေးဘူးလေသူ့မိကလည်းမတိသေးဘူးကြွက်တွေစားတာထင်တယ်ဆိုပြီးတော့ဒီတိုင်းနေလိုက်တယ်အဲ့နောက်နေ့ကျတော့လေအဲ့လိုမျိုးအိတ်တရင်လို့ရှိရင်သူ့မိကဘာဖြစ်လဲဆိုတော့တရင်လို့ရှိရင်ဂလုံးကလန်အဲ့လိုအတန်ကြားနေတာဗျာဒါပဲဆိုနေဘက်မှာဆိုတော့မီးလည်းမရဘူးတဲ့မီးလည်းမရှိတဲ့ခါကျတော့မှောင်းတာပေါ့နော်တရင်လို့နားထဲမှာအဲ့ဂလုံးကလန်ဆိုကြတော့ဟာကြွက်တွေတော့တောင်းညံ့နေပြီဒီကြွက်တွေဘယ်လိုလဲတော့မသိဘူးပေါ့နောက်နေ့ကျရင်တော့ဆိုပြီးတော့အဲ့တိုင်းပဲနေလိုက်တာပေါ့ဒီပြီးတော့မိုးလင်းရောသူ့ယောက်ျားကိုပေါ့နော်သူ့အဖေကိုပြတယ်တဲ့သူ့မိအဲ့လိုညတော့ကြွက်တွေတောင်းညံ့တာဂလုံးကလန်နဲ့အဲ့ဒါကြွက်တွေဘယ်လိုအုပ်ရမလဲမသိဘူးအခုဒီမှာလည်းကြည့်နော်ဟိုဒီဟင်းပကံကျွေးပကံတွေလည်းအရင်နေ့ကလိုပဲအဲ့လိုမျိုးဖိတ်စင်ပြီးတော့သိရမလားအဲ့လိုမျိုးပြောင်းနေတာပေါ့နော်ဒါပေမဲ့သူတို့ကအများကြီးတော့မကြောင်ဆိုမှလို့အဲ့လိုဥက္ကပကံတွေကလန်ပြီးတော့ပြောင်းနေတာပေါ့နော်ဒီမှာကြီးအကုန်လုံးအဲ့လိုတောင်းညံ့ထားတာတော်တော်ဆိုးတယ်ဆိုပြီးတော့ပြောလိုက်တယ်တဲ့အဲ့ထီကိုသူတို့ကဒီဘာမှမသိသေးဘူးဗျာအဲ့လိုပဲတဲ့ဘယ်လိုလဲဆိုတော့တရက်ကြတော့အဲ့လိုပဲအိတ်လိုက်တယ်ဗျာအဲ့အကုန်လုံးအိတ်နေတာပေါ့အဲ့မှာတရင်နူးရောတဲ့သူတရင်နူးကဘာသူနူးလဲဆိုတော့သူကိုယ်တိုင်ပေါ့နော်အဲ့ညီလေးကိုယ်တိုင်သူကတရင်နူးရောတဲ့ဂလုံးကြားတော့တဲ့ကြားတော့သူကအဲ့ဟာဆိုပြီးတော့သူကအကုန်းထားပြီးတော့လေကြွက်တီမောင်းမယ်ပေါ့ဒီကောလုံးအုပ်မယ်ပေါ့ခိုင်းနေတယ်လို့ပဲလေထမင်းညနေပါရမကြုံဗျာတောဘက်မှာဆိုတော့ထမင်းညနေပါစားကြရလေမနဲ့ဆိုရင်အဲ့လိုမျိုးပြောင်းတလောင်နေတော့ခါကြတော့ထမောင်းမယ်ပေါ့အုပ်မယ်ပေါ့ဆိုပြီးတော့သူကခြေထောင်ထဲမှာထိုင်လိုက်တဲ့အချိန်နဲ့အဲ့ဒီမှာဒီမဲမဲကြီးပေါ့ဗျာကုန်းကြီးနဲ့အိုးခွက်တွေလှန်ပြီးတော့ဗျာအဲ့လိုမျိုးလှုပ်ရှားပြီးတော့အဲ့လိုမျိုးဖြစ်နေတာကို तू ကမြင်တဲ့အခါမှာလန့်ပြီးတော့တဲ့ဘာဖြစ်လို့ तू ကမြင်လဲဆိုတော့တဲ့အဲ့ဒီညကလည်းဒီအိမ်ကကြတော့တဲအိမ်လေးဆိုတော့ဒီလာရအောင်ကလည်းမိန်လေးကြာနေတာဗျာအလင်းအောင်မိန်လေးဝင်တဲ့ခါမှာ तू အဲ့လိုမျိုးရေးကြီးအဲ့လိုမျိုးယူမြင်နေရတာပေါ့မြင်တော့ तू ကအဲ့ဒါနဲ့អော်ပြီးတော့လန့်ပြီးတော့ဟာအမေကြီးဘာမှဟိုတရေဆိုပြီးတော့ तू ကအဲ့လိုអော်ပြီးတော့ငိုပြီးတော့နှိုးတယ်ပေါ့နော်အကောင်လုံးသူ့အမေရောအဖေရောနှိုးတဲ့ခါမှာသူ့အမေကအဖေတွေကကြည့်ဘာမှတော့မရှိဘူးပေါ့နော်သူတို့ကဘာမှမတွေ့ဘူးဒါပေမဲ့အိမ်မက်တာဖြစ်ပါလိမ့်မယ်အိမ်မဆိုးမတာဖြစ်ပါလိမ့်မယ်ဒါလည်းအိတ်တော့ဆိုပြီးတော့တဲ့ထမင်းလုံးတစ်စိတ်တွေပဲ6တာဖြစ်ပါလိမ့်မယ်ဆိုပြီးတော့လူပဲချော့ပြီးတော့သူကလည်းအဲ့ရောငိုလန့်ပြီးတော့တဲ့မအေးရဲဘူးပေါ့နော်သူ့အမေနဲ့ဖေနဲ့ခြားတဲ့ဝင်ပြီးတော့တဲ့အဲ့ဒါမှတဖြည်းဖြည်းနဲ့မအိပ်ပျော်သွားတယ်ပေါ့နော်အဲ့လိုနဲ့ဟိုတရပီးဗျာအဲ့လိုမျိုးကြုံရတာပေါ့ဂလုံးကလန်ဆိုပြီးတော့တဲ့သူ့အေးရသူတွေကလည်းကြုံရတဲ့ခါကျတော့ကြာတော့အဲ့ဒီသူတို့ရွာနားမှာပေါ့နော်ဟိုဆရာတယောက်ကိုပေါ့မေးကြည့်သွားပြီးတော့မေးဆန်းကြည့်တယ်ပေါ့အဲ့လိုခလေးကလည်းအဲ့လိုလန့်ထားတယ်ပေါ့နော်ဘာဖြစ်လို့ဆိုပြစ်သူ့အမေကလည်းပြန်ပြီးတော့စဉ်းစားလိုက်မိသွားတယ်တဲ့သူ့ယောက်ျားဒီဗဇက်တရန်လိုက်တဲ့ကိစ္စပေါ့နော်ဒီဗဇက်နဲ့အပေါက်ကရတွေရှောက်ပြောပြီးတော့အဲ့လိုမျိုးခေါ်လိုက်တဲ့ဟာကြောင့်လာပါလားဆိုပြီးတော့ဟိုသွားပြီးတော့မေးဆန်းကြည့်တယ်ပေါ့မေးဆန်းကြည့်တဲ့အခါမှာဟုတ်တယ်ဘာဖြစ်လို့ဆိုတော့အိုက်ဒီယာဒီသူမယုံကြည်မကြောက်ခွဲနဲ့သိရမလားတကယ်မယုံကြည်ဘဲနဲ့စိန်ခေါ်ပြီးတော့အဲ့လိုမျိုးရှိလိုက်ခဲ့ပါညာဆိုပြီးပြောလိုက်တဲ့အခါမှာတကယ်ပါလာတာတဲ့သိရမလားပါလာတော့အခါကျတော့ပြောတဲ့အခါမှာအဲ့မှာဝင်ပူးတယ်တဲ့ဆရာအဲ့လိုမျိုးလုပ်တဲ့အခါမှာဝင်ပူးတယ်ဝင်ပြီးတော့ဗာပြောလဲဆိုတော့သူတို့ခေါ်လို့လိုက်လာတာပေါ့နော်သူတို့ခေါ်လိုက်လာတာပါသူတို့မပြန်နိုင်ဘူးပေါ့မပြန်နိုင်ဘူးသူတို့ခေါ်လိုက်လာတာဆိုပြီးတော့အဲ့မှာသူနေမယ်ဆိုပြီးတော့အတင်းလောက်တာတဲ့ဆရာနဲ့တော်တော်လေးကိုတဲ့မနှဲကိုနှင်ထုတ်လိုက်ရတယ်ပေါ့နော်အဲ့တော့မှနောက်ပိုင်းနေဘာမှမဖြစ်တော့တာပေါ့ဗျာဒါနေဘက်ဒီမှာတော့အဲ့လိုမျိုးတော်တော်များများဖြစ်တတ်ကြတယ်ပေါ့
မြင်ရတယ်တချို့မြင်ရတဲ့သူတွေကြုံရတဲ့သူတွေကိုယ်တိုင်ကြုံလိုက်ရတဲ့သူတွေမြို့မှာနေတဲ့သူတွေအဲ့လိုမျိုးတိတ်ပြီးတော့ဟိုမကြုံကြပါဘူးနယ်ဘက်ကျတော့တိတ်ကြီးဝါကြီးအဲ့လိုမျိုးရွာဘက်နဲ့ခေါင်းတဲ့ဘက်တွေနဲ့6ချားစရာရှိတဲ့ဟာတွေတစ်ပင်ကြီးတိတ်ကြီးဝါကြီးအဲ့လိုမျိုးနေရာတွေမှာရှိတတ်တာဟုတ်ဒါတော့အခုကိုကလည်းဘာဖြစ်လဲဆိုတော့ဒီဗဇက်တရမှုပေါ့ဗဇက်တရမှုပေါ့ဗျာအားကြောင့်မို့ကျွန်တော်တို့ခီးတွေပါသွားလို့ရှိရင်ပြောတယ်လေဒီဗဇက်မစောနဲ့လို့သိရမလားပောက်ကရတွေမပြောနဲ့လို့အဲ့လိုပြောတဲ့သူတွေနဲ့ဆိုတိတ်ပြီးတော့ခီးမသွားနဲ့တယ်ဘာလို့လူကြီးတွေသတိပေးကြရလေအခုလည်းအဲ့လိုပဲသူ့အဖေကလည်းအဲ့လိုဗဇက်တရမှုကြောင့်ပါလာတာပေါ့ပါလာပြီးတော့အဲ့လိုမျိုးသူတို့အိမ်မှာစားတာပေါ့ဗျာညဆိုတော့ထထပြီးတော့အဲ့လိုမျိုးအဲ့ဒါကိုကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုသူကပြန်ပြောပြပေးတာပါမျှဝေပေးတဲ့ညီလေးကျေးဇူးအများကြီးတင်ပါတယ်အဲ့တော့ဇလန်းလေးကတော့ဒါပါပဲမိမိတို့မှာအခုကြည့်နေတဲ့သူတွေမှာလည်းပေါ့နော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာမျိုးကြားဘူးနောက်ကရှိတာမျိုးရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ message ဘက်ကနေပြီးတော့လာရောက်မျှဝေပေးလို့ရပါတယ်စာသားနဲ့ဖြစ်ဖြစ် voice message ဖြစ်ဖြစ်လာရောက်မျှဝေပေးလို့ရပါတယ်ကျွန်တော်လည်းအခါခွင့်တင်တဲ့အခါတိုင်းပြန်လည်ပြီးတော့ပြောပြပေးပါမယ်အားလုံးသိရှိရအောင်ပေါ့နော်အကြောင်းအရာတွေကိုပြန်လည်ပြီးပြောပြပေးသားပါမယ်ကြည့်ရှုနေတဲ့တူတယောက်ချင်းတယောက်ကျေးဇူးများတင်ပါတယ်